ဒီနေ့မှာတော့ကမ္ဘာအတန်ဆုံး American Marine တပ်သားတွေနဲ့ Body Builder တွေထိတ်တိုက်တွေ့ကြပါပြီ။စိန်ခေါ်မှု6ခုမှာဘသူကအသာစီးရမလဲ။လူတန်ကြီးတွေက Marine တပ်သားဆရာကြီးတွေကိုရှင်းနိုင်မှာမလား။ ပထမဆုံးပွဲကတော့လက်မောင်းလဲပြိုင်ပွဲပါဒီပွဲမှာတော့မထင်ထားလောက်အောင်တန်မာတဲ့ body builder အတန်းကသူတို့ရဲ့ကြွက်သားစွမ်းအားကိုပြသပြီး Marine တပ်သားတွေကိုအသာလေးအနိုင်ယူကပွဲကိုသိမ်းပိုက်လိုက်ပါတယ်ဒုတိယပွဲကတော့ deadlift မဟာမဲပွဲပါ Marine တပ်သားတွေအသာစိုးရင်စရာတစ်ခုက body builder အသင်းမှာအလေးမလောကရဲ့ဘယင်တစ်ယောက်ရှိနေတာပါထုံးစံတိုင်း body builder အသင်းကအလေးမဘယင်ကတော့685ပေါင်ကိုအသာလေးမှပြပြီးခုထိ Marine တပ်သားတွေကိုဦးဆောင်နေတော့ပါပဲဒါပေမဲ့ Marine တပ်သားတွေကအရှုံးမပေးပါဘူးအုပ်စုလိုက်လက်သီးပွဲပြိုင်တဲ့အချိန်မှာတော့သူ့ရဲ့လက်သီးတွေအားအပြည့်ထည့်ပြီး Body Builder အသင်းကိုအပြည့်အသားပြန်အနိုင်ယူသွားနိုင်ပြီပဲဖြစ်ပါရဲ့ဒိုက်ထိုပွဲမှာတော့ body builder တွေကအပြည့်အသားကိုအနိုင်ယူနိုင်ခဲ့ပြီးတော့ထူးထူးခြားခြားလက်တစ်ချောင်းတည်းနဲ့အလေးမှတဲ့ပွဲမှာတော့နှစ်ဖက်အသင်းစလုံးက280ပေါင်အထိမဲ့မှနိုင်ခဲ့ကြလို့တရေအနေနဲ့ပဲတတ်မှတ်လိုက်ပါတယ်နောက်ဆုံးအဆုံးအဖြတ်ပွဲဖြစ်တဲ့ပွဲကတော့ဘားခိုရမယ်ပွဲပါပုံမှန်ဘားခိုတဲ့ပုံစံနဲ့မတူတာကြောင့်ဒီတစ်ခုကတော့ရှေ့ပွဲစဉ်တွေထက်ကိုပိုခက်ခဲမဲ့ plan ပွဲပဲဖြစ်ပါတယ်Body Builder အသင်းမှာတော့ဒီလိုဘားခိုကစားနည်းကိုကျွမ်းကျင်တဲ့သူတယောက်လည်းရှိနေပါသေးတယ်နောက်ဆုံးမှာတော့ Marine တပ်သားအသင်းက73ခေါက်ပဲလုံနိုင်ခဲ့ပြီး Body Builder အသင်းက16ခါလုံနိုင်ခဲ့တာကြောင့်တီတီလီရှုံးနေသွားခဲ့ရပါတယ်ဒီနေ့ပွဲမှာတော့ Body Builder အသင်းကအနိုင်ရသွားပါတယ်မရင်းတပ်သားအသင်းကတကယ်ပဲ Body Builder တွေကိုမနိုင်တာလားသင်ခေါ်ဘလို့ထင်လဲ comment မှာပြောခဲ့ပေးအောင်နော်တူးချင်း